ဆောင်ဝေးပွဲတွေကလည်းနီးလာပြီဆိုတော့ဆောင်ဝေးပွဲအတွက်ပြင်ဆင်မှုနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးတစ်ခုလုပ်ပေးမယ်လို့ကျွန်တော်တွေးမိပါတယ်။ဒါပေမဲ့လုတ်တဲ့အချက်၅ချက်အကြောင်းပြောမယ်စာဆောင်ဝေးပွဲမတိုင်ခင်မလုတ်တဲ့အချက်၅ချက်ကိုဆွေးနွေးတာပိုကောင်းမယ်လို့ကျွန်တော်ယူဆပါတယ်။ဘာလုပ်ရမယ်ဆိုတာသိဖို့အရေးကြီးတယ်လို့ပဲဘာမလုပ်ရဘူးဆိုတာကိုသိဖို့လည်းအရေးကြီးပါတယ်။ဒီမလုတ်တဲ့စရင်ကခင်ဗျားတို့အတွက်အလွန်သုံးဝင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ကဲစလိုက်ရအောင်ဗျာ။နံပါတ်1ချက်ကတော့အမှတ်စုနဲ့မေးခွန်းစာရွက်တွေကိုသူများစီကလိုက်တောင်းတာပါ။ဆောင်ဝေးပွဲနီးလာပြီဆိုရင်အမှတ်စုနဲ့မေးခွန်းစာရွက်တွေတောင်းတာမှားတာခိုးတာတွေကစတင်လာပါတယ်။ကိုယ်တငယ်ချင်းတွေကိုဖုန်းခေါ်ပြီးတော့သူတို့ရဲ့မှတ်စုတွေတောင်းတယ်။ဒါကိုမလုပ်ပါနဲ့။ခင်ဗျားရဲ့တင်ရိုးဖတ်စာအုပ်ဒါမှမဟုတ်ကိုယ်တိုင်လုပ်ထားတဲ့မှတ်စုတွေကနေပဲပြန်လေ့လာပါ။ဘာရောက်လဲဆိုတော့တငယ်ချင်းတွေရဲ့မှတ်စုကကိုယ့်ရဲ့လေ့လာမှုအတွက်အကောင်းဆုံးဖြစ်ချင်မှာဖြစ်မှာပါ။နံပါတ်2ချက်ကတော့ကိုဆောင်ဝေးပွဲကြားရမယ်ဆိုပြီးတော့စိတ်ပူမနေပါနဲ့ဒီလိုလုံးနေတယ်ဆိုရင်ကျေးဇူးပြုပြီးတော့အခုပဲဒီအကျင့်ကိုဖျက်လိုက်ပါဘာလို့လဲဆိုတော့ခမရအုံနောက်ထဲမှာအဆိုးဆုံးအခြေအနေကိုဖန်တီးနေလို့ခမရစိတ်ပူနေတယ်စိုးရိမ်နေတယ်ဆိုတာကိုခမရရဲ့မတိစိတ်ကိုပြောနေတာဖြစ်ပြီးတော့မတိစိတ်ကအဲ့ဒါကိုစတင်ယုံကြည်လာပါတယ်ခမရရဲ့ခန္ဓာကိုယ်ကလည်းအလိုအလျောက်စိုးရိမ်လာပါတယ်ဒါကြောင့်ဒါကိုမလုပ်ပါနဲ့အဲ့ဒီစာငါလုံနိုင်တယ်ငါဒီစာဝေးပွဲမှာငါရဲ့အကောင်းဆုံးလုပ်ပြမယ်ဆိုတာမျိုးအကောင်းမြင်တဲ့စကားလုံးတွေပြောပါဒါကဟန်ဆောင်တာမမှန်ကန်တာလို့ထင်ရပေမဲ့ကိုယုံကြည်ပါဒါကအလုပ်ဖြစ်ပါတယ်ခင်ဗျားရဲ့ခန္ဓာကိုယ်ကစိတ်သက်သာရာရလာပါလိမ့်မယ်ကိုလည်းယုံကြည်မှုတွေတိုးတက်လာပြီးတော့စာကြက်တဲ့အပေါ်မှာအာယုံစူးစိုက်မှုလည်းတိုးတက်လာပါလိမ့်မယ်ဒီလိုအကောင်းမြင်တဲ့စကားလုံးတွေကိုတနေ့ကုန်ပြောနေဖို့မလိုပါဘူးနနက်ပိုင်းအိယာနိုးတဲ့အခါနဲ့ညအိယာမဝင်ခင်ပြောရုံပါပဲအဲ့ဒီအချိန်တွေကခမ ्या ရဲ့မတိစိတ်ကအတက်ကြွဆုံးအချိန်တွေဖြစ်ပြီးတော့ခမ ्या ကြွေးပြားချမ်းသာမှုတွေကိုစတင်မြင်တွေ့ရမှာပါနံပါတ်3ဓာကြီးပေါင်းများစွာစာချက်ခြင်းကအမှတ်ပွေရစေမယ်လို့ထင်နေတာပါဒီနည်းကအလုံးမဖြစ်ပါဘူးဒီလိုဆိုရင်လူတိုင်းက24နာရီလုံးစာချက်ခြင်းကြမှာပေါ့ခမ ्या ထည့်သွင်းထားတဲ့နာရီတွေတက်ကအရေးမကြီးပါဘူးအရေးကြီးတာကခမ ्या ရဲ့အုံနောက်ကဆောင်းမီးဝဲအတက်ဘယ်လောက်စုပ်ယူနိုင်ပြီးတော့ဘယ်လောက်မှတ်မိလဲဆိုတာပါဒါကြောင့်ခဏတာနားချိန်တွေယူပါခင်ဗျားအုံနောက်ကိုအနားယူဖို့အချိန်ပေးပါညဘက်ကောင်းကောင်းအိပ်ဆက်ပါဒီဟာကပို့ပြီးတော့ကောင်းမွန်စွာမှတ်မိစေဖို့ကူညီပါလိမ့်မယ်ပင်မနှွမ်းနေတဲ့စိတ်နဲ့စာကြက်ခြင်းကဘယ်တော့မှကောင်းတဲ့အကြံမဟုတ်ပါဘူးနံပါတ်4တင်ရိုးဖက်စာအုပ်တွေကစာကြောင်းတိုင်းကိုအစအဆုံးမဖတ်ပါကျောင်းသားတွေကဆောင်းဝေးပွဲမတိုင်ခင်သူတို့ရဲ့တင်ရိုးဖက်စာအုပ်တအုပ်လုံးကိုစာကြောင်းတိုင်းဖတ်နေတာကျွန်တော်မကြာခဏတွေ့ဘူးပါတယ်ဒါကိုမလုပ်ပါနဲ့စာအုပ်ထဲမှာပါတဲ့အရာအလုံးကခမ ्या ရဲ့ဆောင်းဝေးပွဲအတွက်အရေးမကြီးပါဘူး။ဆောင်းဝေးပွဲမတိုင်ခင်တင်ရိုးဖတ်စာအုပ်ကိုပြန်လည်လေ့လာခြင်းကသတင်းစာဖတ်ခြင်းလို့ဖြစ်တင်ပါတယ်။ခမ ्या သတင်းစာတစ်စောင်ကိုကောက်ယူတဲ့အခါအရေးကြီးတဲ့ခေါင်းစည်းတွေကိုပဲဖတ်တယ်။စာရွက်ကိုအမြန်ကြည့်ပြီးတော့စိတ်ဝင်စားတဲ့အပိုင်းတွေကိုပဲဖတ်တယ်။ခမ ्या ရဲ့ဆောင်းဝေးပွဲပြန်လေ့လာမှုအတွက်လည်းအဲ့လိုပဲလုပ်တင်ပါတယ်။စာအုပ်ထဲမှာအရေးကြီးတဲ့အရာတွေကိုမှတ်သားပြီးတော့အရေးကြီးတဲ့အရာတွေကိုပဲပြန်လည်လေ့လာပါ။ဒါကြောင့်ခမ ्या ရဲ့ပြန်လည်လေ့လာမှုမှာထိရောက်မှုရှိပါတယ်။နံပါတ်5ဆောင်ဝေးပွဲအတွက်စာကြက်တဲ့အခါတင်ကြောက်တဲ့အခန်းဒါမှမဟုတ်ခက်ခဲတဲ့အခန်းတစ်ခုရောက်လာရင်ကျွန်တော်တို့နောက်မှလုပ်မယ်ဆိုပြီးရွှေ့လိုက်ပါတယ်မနေ့ဖြန်ကြာမှဒါမှမဟုတ်ရင်နောက်မှကြက်မယ်ပေါ့အဲ့လိုရွှေ့တဲ့အခါမနေ့ဖြန်ကဘယ်တော့မှမရောက်လာပါဘူးဒါမှမဟုတ်ဆောင်ဝေးပွဲမတိုင်ခင်တရက်အလိုမှရောက်လာပြီးတော့နောက်ဆုံးမှာတော့ကျွန်တော်တို့ပို့ပြီးတော့စိုးရိမ်ပူပန်လာပါတယ်ပြီးတော့ဒီအခန်းကလည်းထိတ်လန့်စရာအခန်းလိုဖြစ်သွားပါတယ်ဒါကြောင့်ကျေးဇူးပြုပြီးတော့ဒီလိုမလုပ်ပါနဲ့ခက်ခဲတဲ့အခန်းတွေဆိုရင်ပို့ပြီးတော့စောစောစီစီလုပ်ဆောင်မီပွဲမတိုင်ခင်အချိန်ပိုရတဲ့အခါစိတ်အေးလက်အေးရှိနေတဲ့အခါပေါ့ခင်ဗျားကြောက်နေရတဲ့အရာတွေကိုပြီးမြောက်အောင်လုပ်တဲ့အခါခင်ဗျားရဲ့စိုးရိမ်စိတ်တွေကိုဖယ်ရှားပေးပြီးတော့ပုံမယုံကြည်မှုရှိလာပါတယ်ဒါကြောင့်ကြောက်စရာအခန်းတဲ့အခန်းတွေခက်ခဲတဲ့အခန်းတွေကိုနောက်မရွှေ့ပါနဲ့ဒီမလုပ်တဲ့စင်ဟာခင်ဗျားတို့အတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျားတို့ရဲ့အကြိုက်ဆုံးအကြံပြုချက်ကဘာလဲဆိုတာကိုကွန်မန့်မှာကျွန်တော်ပြောပြပါဆောင်ဝေးပွဲမတိုင်ခင်ကျွန်တော်တို့မလုပ်တဲ့နောက်ထပ်အရာတွေရှိသေးတယ်ဆိုရင်လည်းကွန်မန့်မှာမှတ်သွားပြပါ